ဘုန်းကြီးတို့တွေအတိတ်ကကုသိုလ်ကောင်းမှုရှိခဲ့သည့်အတွက်ကြောင့်အခုလူဘဝရရှိပြီးတော့လာကြတယ်အမှတ်တမဲ့မနေသေးကြဘူးလူဘဝရတယ်ဆိုတာအတိတ်ကကုသိုလ်ကောင်းမှုရဲ့အကျိုးအနေနဲ့ရလာတာဖြစ်တယ်ကုသိုလ်ကောင်းမှုရဲ့အကျိုးကိုခံစားပြီးတော့အတိတ်ကိုမေ့ပြီးတော့ထားမယ်ကုသိုလ်တရားကိုမေ့ပြီးတော့ထားမယ်ဆိုရင်ဒီကုသိုလ်ကံစွမ်းအားတွေဟာတနေ့ကျတော့ကုန်သွားမှာနောက်ထပ်မဖြစ်ဘူးဆိုရင်ကုသိုလ်ကံစွမ်းအားတွေကုန်သွားပြီးတော့နောက်ဆုံးမှာကုသိုလ်တွေအရှိန်ကုန်တဲ့အခါမှာဖြစ်လာမှာကတော့အကုသိုလ်တွေပဲကုသိုလ်ကတားဆီးထားသည့်အတွက်ကြောင့်အကုသိုလ်တွေကအကျိုးမပေးနိုင်ဘူးဆိုပါစို့အဝတ္တမပူပြင်းတဲ့အရာဒီမှာပူပြင်းတဲ့နေရောင်ကိုတစ်ပင်ကနေပြီးတော့တားဆီးပေးထားသည့်အတွက်ကြောင့်တစ်ပင်အောက်ဝင်လိုက်လို့ရှိရင်အေးမြအဲ့ဒီတစ်ပင်ကြီးမရှိတော့ဘူးဆိုလို့ရှိရင်အပူခံရမှာအဲ့ဒါလိုပဲကုသိုလ်ကကုံသွားပြီဆိုလို့ရှိရင်အကုသိုလ်ဆိုတာတွေရောက်လာပြီဆိုရင်ဆင်းရဲဒုက္ခတွေကြုံရကြဒါကြောင့်မို့လို့ကုသိုလ်ဟာတစ်ပင်နဲ့အလားတန်တူလို့ကုသိုလ်ပင်မျိုးစိုက်ပျိုးကြခြင်းတို့စိုက်ပျိုးဖို့လိုအပ်တယ်ဒါဖြင့်ကောင်းပြီကုသိုလ်လုပ်ချင်တယ်ဆိုတဲ့အခါဘယ်နေရာမှာကုသိုလ်လုပ်ကြမလဲစိုက်ပျိုးတယ်ဆိုတဲ့အနေအထားအားဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကကုသိုလ်တွေစိုက်ပျိုးဖို့အတွက်အကောင်းဆုံးသောလယ်မြေတာဆိုတာတန်ခါပဲဖြစ်တယ်လို့အနုတ္တရံပုညခိတံလောကတ္တလောကရဲ့အကောင်းဆုံးလယ်မြေဟာတန်ခါပဲဖြစ်တယ်လို့ဆိုတာဟောထားခဲ့တာရှိတယ်ပေါ့ဘာဖြစ်လို့အကောင်းဆုံးလယ်မြေလို့ပြောရတယ်လဲလို့ဆိုရင်တစ်ပင်တစ်ပင်သို့မဟုတ်သီးနှံပင်တွေစိုက်ပျိုးပြီးဆိုလို့ရှိရင်မြေကောင်းရေကောင်းကိုရွေးချယ်ရမြေကောင်းရေကောင်းမှတစ်ပင်ရဲ့အသီးနှံတစ်ဆနှစ်ဆမကအဆပေါင်းများစွာရရှိနိုင်အကယ်၍မြေညံ့ပြီဆိုရင်အပင်ပေါက်တော့လည်းပဲထိုအပင်ကအသီးများစွာမထွက်လာဘူးတဲ့ဒါကြောင့်မို့အပင်လဲတန်အသီးတွေလည်းများတဲ့မြေမျိုးကိုရွေးချယ်ပြီးတော့စိုက်ကြဒါမို့ဒါနကောင်းမှုလုပ်တယ်ဆိုတဲ့အခါမှာလည်းပဲတန်ခါကိုလှူဒန်းတာဟာအမတမရရှိလာတဲ့အကျိုးတရားတွေအမတမထူးကဲနိုင်တယ်ဒီလိုဆိုတာဒါကြောင့်မို့လို့တန်ခံတရဏံဂစ္ဆာမိလို့ဘုရားဘာသာဝင်တွေဆိုတဲ့တန်ခါသည်ဆင်းရဲဒုက္ခမှကင်းကွာအောင်ဆင်းရဲဒုက္ခတွေကိုဖယ်ရှားပြစ်နိုင်တယ်လို့တန်ခါဟာတို့ရဲ့ဘဝဒုက္ခတွေကိုဖယ်ရှားနိုင်တယ်လို့ယုံကြည်လက်ခံပါတယ်လို့ဒီလိုအဓိပ္ပာယ်နဲ့တန်ခါတရဏံဂစ္ဆာမိလို့ခေါ်